ကြောက်ကမကောင်းရင်ရေပိုတောက်ရမှာလားရှော့တောက်ရမှာလားကျမ်းမာရေးအတွက်ဆိုပြီးတင်တောက်နေတဲ့ရေကတကယ်တော့အခြေအနေကိုပိုဆိုးစီနေတာမျိုးဖြစ်နိုင်မလားဒီမိခွန်းကလူတော်များများကိုစိုးရင်စိတ်ဝင်စေပါတယ်ကြောက်ကကျမ်းမာရေးအတွက်တယောက်ကရေများများတောက်လို့ပြောပြီးနောက်တစ်ယောက်ကကြတော့ရေရှော့တောက်လို့အကြံပေးတတ်ကြတော့ဘသူစကားနားထောင်အောင်မသိပဲစိတ်ပူတတ်ကြတာတဘာဝပါပဲဒါကြောင့်စိတ်အေးထားပြီးဒီအကြောင်းကိုပုံပွလင်းလင်းနဲ့ရှင်းရှင်းလင်းလင်းပြောကြည့်ရအောင်ကြောက်ကမကောင်းဘူးလို့ပြောကြတဲ့အခါကြောက်ကပုံမှန်အတိုင်းအလုံးမလုံးနိုင်တော့ပဲဝန်ပိနေတာကိုဆိုလိုတာပါကြောက်ကဆိုတာခန္ဓာကိုယ်ရဲ့အရည်တွေစားတဲ့တွေနဲ့အညစ်အကြေးတွေကိုစစ်ထုတ်ပေးတဲ့စကားနဲ့တူပါတယ်ကြောက်ကဝန်ပိနေတဲ့အချိန်မှာစီကန်းတွေထပ်မျှတဖို့ကပိုအရေးကြီးပါတယ်ဒီနေရာမှာလူတွေအမားဆုံးအချက်ကတော့ရေများများတောက်လေပိုကောင်းလေပဲလို့ထင်နေကြတာပါဒါကြောင့်နေ့တိုင်းရေတွေကိုအတင်းအဓမ္မအမားကြီးတောက်ကြလေဒါကကြောက်ကကိုထောက်ပံ့ပေးမဲ့အစားခန္ဓာကိုယ်ကိုပိုပြီးဝန်ပိသွားစေနိုင်ပါတယ်တချို့ကကြတော့လဲကြောက်ကအလောက်လောက်အားတတ်တာအောင်ဆိုပြီးရေကိုလုံးဝနီးပါးရှော့တောက်ပြန်ရောဒါကလည်းခန္ဓာကိုယ်မှာရေဓာတ်ခန်းစေပြီးကြောက်ကကိုတုခပေးတာပါပဲဒီလိုအစွန်းနှစ်ဖက်လုံးကမကောင်းပါဘူးတကယ်ပြဿနာကအများကြီးတောက်ဖို့ဒါမှမဟုတ်နည်းနည်းပဲတောက်ဖို့မဟုတ်ပါဘူးကိုယ်ခန္ဓာကိုယ်ကပေးတဲ့အချက်ပြချက်တွေပေါ်မူတည်ပြီးဘယ်လောက်အထိဘယ်လိုမျိုးမျှမျှတတာတောက်မလဲဆိုတာကပဲအဓိကပါဒါဆိုဘာလို့ဒီလောက်တာဝေခွဲမရဖြစ်နေကြတာလဲပထမအချက်ကလူမှုကွန်ရက်တွေပေါ်မှာလူတိုင်းနဲ့မကိုက်စင်တဲ့အကြံပေးချက်တွေပြန့်နေလို့ပါဒုတိယအချက်ကတခြားသူတွေအတွက်တတ်မှတ်ထားတဲ့စီကံတွေကိုလိုက်လုံနေကြလို့ပါတတိယအချက်ကတော့ကြောက်စိတ်ကြောင့်မျှတအောင်မနေနိုင်ပဲအစွန်းရောက်သွားကြလို့ပါကြောက်ကတ်ကအစွန်းရောက်တာကိုမကြိုက်ပါဘူးသူကပုံမှန်လေးနဲ့မျှတတဲ့ထောက်ပံ့မှုကိုပဲလိုချင်တာပါဒါကြောင့်လူတိုင်းအတွက်အဆင်ပြေစေမဲ့နေ့စဉ်အလေးချင်းလေးတွေကိုပြောပြပေးပါမယ်ရေကိုတခါတည်းအများကြီးမတောက်ပဲခဏခဏနည်းနည်းချင်းစီတောက်ပါရေငတ်တဲ့အခါတောက်ပါဆရာဝန်ကတီးတန့်ညွှန်ကြားထားတာမျိုးမရှိရင်ပေါ့ကိုယ်ခန္ဓာကိုယ်ကိုတတိထားကြည့်ပါကိုလက်တွေဖိုးရောင်လာတာနေလို့မကောင်းပဲလေးလံနေတာမျိုးဖြစ်လာရင်ရေကိုခကြရှော့တောက်ပြီးပြန်ဆင်ခြင်းကြည့်ပါအစားတောက်နဲ့ရေကိုမျှတအောင်စားတောက်ပါစားအလွန်အကျွံစားတာနဲ့အတင်စားအစားတောက်တွေကိုရှော့စားပါဒါတွေကကြောက်ကတ်ကိုဝန်းပိစေပါတယ်လုံလောက်စွာအနားယူပါလှုပ်လှုပ်ရှားရှားနေပါစိတ်ဖိစီးမှုရှော့ချပါကြောက်ကတ်ကြမ်းမာဖို့ကရေတစ်မျိုးတည်းပေါ်မှာပဲမူတည်နေတာမဟုတ်ပါဘူးအဲ့ရေဝါဟုလည်းလိုသလိုစိတ်ဖိစီးမှုနည်းဟုလည်းလိုပါတယ်နေ့စဉ်အလေးအကျင့်လေးတွေကလည်းအရေးကြီးပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုရှိပါသေးတယ်ကြောက်ကအခြေအနေအတော်ဆိုးနေတဲ့သူတွေအတွက်ကတော့သူတို့ရဲ့ခန္ဓာကိုယ်အခြေအနေပေါ်မူတည်ပြီးတင်းတန့်ရေပမာဏသတ်မှတ်ချက်ရှိတတ်ပါတယ်ဒါကဆရာဝန်နဲ့တိုင်ပင်ရမယ့်ကိစ္စပါအင်တာနက်ကအကြံပေးချက်တွေကိုလိုက်လုပ်တာတခြားသူတွေလုပ်တယ်လို့လိုက်လုပ်တာမျိုးကဘေးဖြစ်စေနိုင်ပါတယ်ဒါကြောင့်ကိုအတင်းအဓမ္မထိန်းချုပ်ဖို့ထက်ကိုခန္ဓာကိုယ်ကဘာလို့အပ်နေလဲဆိုတာကိုနားထောင်ဖို့ကပိုအရေးကြီးပါတယ်ဒီအချက်လေးတွေကိုမှတ်ထားပေးပါစီးရောင်ကကြီးနေတိုင်းခန္ဓာကိုယ်မှာရေဓာတ်ဖိဝနေတာမဟုတ်ပါဘူးရေကိုနားမတန့်တောက်နေတာကလည်းကျန်းမာရေးပိုကောင်းလာတာမဟုတ်ပါဘူးကြောက်စိတ်နဲ့လုံတဲ့အလေးအကျင့်တွေကများသောအားဖြင့်မျှတမှုကိုပဲဖြစ်စေပါတယ်ဒါကြောင့်ရေကိုပိုတောက်ရမှာလားရှော့တောက်ရမှာလားလို့မေးရင်အဖြေကတော့အစွန်းမရောက်စေပဲစနစ်တကျတောက်ပါဆိုတာပါပဲကိုယ်ခန္ဓာကိုယ်ကိုဂရုစိုက်ပါပုံမှန်လေးဖက်နေပါအတင်းအဓမ္မမလုပ်ပါနဲ့တကယ်လို့တွင်းရဲ့ကြောက်ကတ်ကအထူးဂရုစိုက်ဖို့လိုအပ်တယ်လို့သိထားခဲ့ရင်တော့ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တေချာတိုင်ပင်ပါကျမ်းမာရေးဆိုင်ရာဗဒုတာတွေကိုစိတ်အေးအေးလက်အေးနဲ့လေ့လာနိုင်ဖို့ကျွန်တော်တို့ကို follow လုပ်ထားပေးပါဦးနောက်ထပ်ဘယ်ကျမ်းမာရေးအကြောင်းတင်ပေးရမလဲဆိုတာကို comment မှာတောင်းဆိုနိုင်ပါတယ်ကျေးဇူးတင်ပါတယ်